တေရှန်လောင်ကျွင်းနတ်မင်းကြီးရှိလာပြုတ်ကျွန်တော်လူပြည်ကချောကလက်တွေယူလာပေးတယ်ဝင်ခဲ့မယ်နော်ဝင်ခဲ့ဒါကနတ်ဆေးဖော်တဲ့အခန်းလားအမိုက်ပုံလားဗျာဒီမဲ့ဒီချောကလက်ကနတ်ဆေးလုံးတွေထက်အစတတောင်းမကပိုစားလို့ကောင်းတယ်နတ်ဆေးတွေကခါတယ်လေဒါကကြတော့ချိုးတယ်အချိုလေးနောက်ပြီးဒီနို့တကြားလုံးလည်းရှိသေးတယ်နက်ကလေးနှစ်ပါးရတေရှန်လောင်ကျွင်းကတကူအာနာအနန္တနဲ့ပြည့်စုံတာပဲဒီဆေးအမိုက်တွေနဲ့ဆေးဖက်တွေကိုအောက်ခြေတိန်းတာမျိုးကြတော့မင်းတို့ဘာသာလဲကျင်းလိုက်ရင်ရနေတာပဲကိုဘာလို့တကူတကတမျက်စိကျဲလာမှရှင်းခိုင်းရတာလဲဒါကကောင်းကင်ဘုံရဲ့စီးမြင်ပဲတယောက်ချင်းစီမှာတာဝန်ကိုစီရှိကြတာချုပ်ပေါက်လို့မရဘူးကိုအလုံးမဟုတ်ရင်ဝင်လို့မရဘူးလုံးမိရင်ကောင်းကင်ဘုံရဲ့အပြစ်ပေးခြင်းကိုခံရလိမ့်မယ်ပေါ်စားဆိုလူပြည်ကိုနင်းနေတဲ့အပေးခံရပြီးအပြင်းထန်ဆုံးဆိုရင်တော့ကျင့်စဉ်တွေပျက်စီးပြီးအသက်ဝိညာဉ်မှာကျုံငိမ့်သွားလိမ့်မယ်ဟူနတ်သက်ကြွေရတာလည်းမလွယ်ပါလားအောက်ကရိုစိတ်နေပြီဗျဒါကတင်းစီးတာပဲဖိတ်ကြတာမဟုတ်ဘူးဒီတောင်းကပစ္စည်းတွေထည့်ယုံနေမကဘူးဆန့်သမျှအကန့်အသတ်မရှိစမ်းတဲ့ယတနာတောင်းပဲတမျက်စီကျရေးအချိန်ပိုလေးနည်းနည်းလောက်ဆင်းပေးလို့ရအောင်မလားဟင်နွားတင်းကုတ်ထဲကနွားချီတွေကိုလည်းတခါတည်းကူရှင်းပေးပါဦးနေဦးအလကားခိုင်းတာမဟုတ်ပါဘူးငါတို့လက်ဆောင်ပြန်ပေးမှာပေါ့နွားချီလားတေရှန်လောင်ကျွင်းရဲ့နွားပြကြီးကနတ်ဆေးတွေနတ်မြက်တွေကိုပဲစားတာဆိုတော့သူချလိုက်တဲ့နွားချီတွေကနတ်မက်မုန်တီးပင်တွေကိုပုံမူကြီးထွားမြန်စီမှာတေချာတယ်ရပြီးနွားတင်းကုတ်ကဘယ်မှာလဲဒီဘက်မှာဟုတ်ဒီနွားပြကြီးကဘူးဖေးစားပြီးကြီးလာတာထင်တယ်တမျက်စီကျဲဒီဆေးဘူးသုံးဘူးကိုလက်ခံပေးပါငါတို့ညီကိုနှစ်ယောက်ကမင်းအတွက်တီးတန့်ပေါ်ဆက်ပေးထားတာလူသားတွေလည်းသုံးလို့ရတယ်အစိမ်းရောင်မှုကအသက်ကယ်ဆေးအနီရောင်မှုကအတွင်းလူနာကုသဆေးအဖြူရောင်မှုကတော့ပြင်ပဒဏ်ရာကုသဆေးပဲအကုန်လုံးလူသားတွေသုံးလို့ရတဲ့ဆေးတွေကြီးပဲဒါကြီးကအရန်တန်မိုးရှိလုံးပါတယ်ဗျာမရှိပါဘူးကွာနောက်တစ်ခေါက်ကြာရင်ဒီချောကလက်ဖူးနောက်ထပ်တစ်တစ်တာလောက်ထပ်ယူလာခဲ့ပေးပေါ့သဘောတူပြီဟေးလူမင်းကိုစောင့်နေတာကြာပြီဟွာကြီး secret ရောဝမ်းနှုတ်ဆေးရောယူလာခဲ့ရဲ့လား